Bish bash bosh. 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 Bish bash bosh သူအင်္ဂလိပ်လိုမျိုးတွေအများဆုံးပြောတဲ့စကားပေါ့ကွာသူရဲ့အဓိပ္ပာယ်က very easy peasy အဲ့လိုမျိုးတွေနဲ့ဆင်တယ်ကွာကိုလိုအပ်မယ့်အရာတခုကိုလုပ်ချင်တဲ့အရာတခုကလွယ်လွယ်ကူကူလေးနဲ့အများကြီးကြိုးစားအထောက်ချင်မလို့ပဲနဲ့အောင်မြင်သွားတာပြီးဆုံးသွားတာကို bish bash bosh လို့ခေါ်တယ်ကွာဥပမာ I just fixed the motorbike bish bash bosh ready to ride အခုလေးတွေမဲ့ဆိုင်ကပြီးပြီးကွာအေးစစ်စစ်ပဲစီးဖို့ပဲကြံတော့တယ်အဲ့လိုမျိုးပေါ့နောက်တစ်မျိုးအနေနဲ့ဆိုရင်တော့ I cleaned the house bish bash bosh darn in an hour အခုပဲငါအင်တန်ရှင်းလုပ်ပဲကွာတနားရီတော့မကြာလိုက်အေးစစ်စစ်ပဲအဲ့လိုမျိုးပြောကြတော့ကွာကြိုးရှိမှလို့ထင်ပါတယ်ကိုသိချင်တဲ့အကြောင်းအရာလေးစာလုံးလေးရှိလို့ဆိုရင်လည်း comment မှာမှန်သွားလို့ရတယ်ကျွန်တော်တည်တော့ research လုပ်ပြီးတော့ပြန်ပြောပြမယ်